အသက်73နှစ်အရွယ်ဒီကောင်လေးဟာမိဘမဲ့ကေဟာကနေမကြာသေးမီအချင်းကမှထွက်လာခဲ့တာပါပြီးတော့ NBA ကွင်းတွေကိုရုတ်တရက်ရောက်ရှိလာပြီး Cavalier အသင်းအင်နမေဂျော်ကစားသမားတူကိုတူးချင်းရှင်ပင်ဖို့အတွက်စင်ခေါ်လိုက်ပါတယ်အစားပိုင်းမှာတော့ပရိသတ်တွေဟာမရဲပဲမနေနိုင်ခဲ့ကြပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်လေးဟာပင်းပင်းပါးပါးလေးဖြစ်တဲ့အပြင်အရက်ကလည်းတစ်ချစ်တက်တမ3မီတာပဲရှိနေလို့ပါသူရဲ့ပြိုင်ဘက်ကတော့တပွဲကိုအမှတ်20လောက်အထိပြန်မြသွင်းယူနိုင်တဲ့ Cavalier အသင်းရဲ့ကျဲပွင့်ကစားသမားဖြစ်နေတာကြောင့်ပါလေရိုက်ကူးရဲ့ဘွဲကလည်းဒီကောင်လေးအဆက်ကွဲတော့မဲ့ပုံရိပ်လေးကိုရိုက်ကူးဖို့အတွက်ကင်မရာတွေကိုကြိုတင်ပြင်ဆင်နေခဲ့ကြပါတယ်ပွဲမစားခင်မှာတင်ဆက်သူကဒီကောင်လေးကိုတိတ်ပြီးအဆက်ရခွဲဖို့နဲ့သူ့ကိုဂိုးအချို့တွင်းခွင့်ပေးလိုက်ဖို့ကိုနာမည်ကျော်ကစားသမားကိုတောင်းဆိုနေခဲ့ပါတယ်အဲဒီနောက်မှာတော့နာမည်ကျော်ကစားသမားက Kevin အဆင့်ပြပြီလားလို့မေးလိုက်တဲ့အခါ Kevin ကတော့သူ့ရဲ့ဖနက်ကြိုးကိုအရင်ချီရအောင်မယ်လို့ပြန်ဖြေခဲ့ပါတယ်ကျဲပွင့်ကစားသမားတာရှိကဘောလုံးကိုပေါ့ပေါ့ပပနဲ့ပဲပစ်ပေးလိုက်ပြီး Kevin ရဲ့နဖူးပေါ်ကိုလက်တင်ကရည်ရွယ်ချက်ရှိရှိနဲ့စားနှောက်နေခဲ့ပါတယ်ဒါပေမဲ့ခဏလေးအတွင်းမှာပဲ Kevin ဟာလူတိုင်းကိုအံ့အားသွားစေခဲ့ပါတယ် Kevin ဟာဘောလုံးကိုဂိုးတွေကိုတွင်းယူနိုင်ခဲ့ပေမဲ့တာရှိကတော့ဒါဟာကန်ကောင်းလို့ဖြစ်သွားတာလို့ပဲထင်နေခဲ့ပါတယ်သူဟာ Kevin ကိုပို့ထင်ပဲလောင်ပြောင်ပြီးမင်းရဲ့ဘောလုံးပုတ်တာကဘယ်တော့မှကျိုးသွားနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ Kevin ဟာချက်ချင်းဆိုသလိုပဲဘောလုံးကိုတစ်ဖက်ကစားသမားရဲ့ခြေချားလေးကနေလှည့်ထွက်သွားပြီးဂိုးတွေကိုတိုက်ရိုက်သွင်းယူလိုက်ပြန်ပါတယ်အဲ့ဒီအချိန်မှာတော့တာရှိရဲ့မာနာတွေကပြိုကွဲသွားခဲ့ရပြီးသူကသူ့ရဲ့အပေါ်အင်ဂျီကိုဒေါသကြီးမှချွတ်လိုက်ရင် NBA အသင်းရဲ့အစ်စ်မီခုခံကာကွယ်စုဆိုတာဘာလဲဆိုတာကိုဒီကောင်လေးတီးသွားအောင်ပြဖို့ပြင်လိုက်ပါတယ်။ Kevin ကလည်းဒါကိုချားတဲ့အခါမှာတော့ shot မပေးတော့ဘူးကိုဆုံးဖြတ်လိုက်ပါတော့တယ်။သူကတာရှိကိုလက်ပါပြီးဘောလုံးပုတ်ပြကနောက်ဆုံးမှာတော့အနိုင်ဂိုးကိုအားပါရသွင်းယူပြလိုက်ပါတော့တယ်